ကဲဒီနေ့မှာတော့ဆိုးလင်လေးရဲ့ချစ်ရကြရဆိုတဲ့တခြင်းလေးကိုပြရှင်းလုပ်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာကဲအားလုံးမနာဆင်ကြအောင်ကံတင်သာလာမင်းကြီးမှထိနေတာသူမိကိုမျိုးလူသာပြောနေရှာဟိုးကျွန်တော်မှစိတ်ကူးရင်ထင်မြင်နေမိတာကံတင်သာလာချင်းရနော်စားကောင်းလားချင်းစားရတယ်နော်ချင်းစားတယ်မင်းကံဦးတင်သာလာခန်းဦးတင်သာလာမင်းကြီးမထိန်တာချစ်သူမိကိုမျိုးကိုလူသာပြောနေရှာအိုးကျွန်တော်မှစိတ်ကူးရင်ထင်မြင်နေမိရတယ်မင်းကွာစိတ်ကူးရင်နဲ့ကွာစိတ်ကူးရင်နာမင်းစိတ်ကူးရင်ညာအနဲ့ဒိဗေတွေကစောင်းရမ်းအောင်ဖွဲ့ဆိုတာမင်းစောင်းရမ်းမိုက်တာနော်စနာထောင်မနော်ထိနေတာချစ်သူမိကိုမျိုးလူသာပြောနေရှာဟိုးကျွန်တော်မှစိတ်ကူးရင်ထင်မြင်နေမိတာချစ်ရမှာအခရာလေးသူဟာတွေ့ကြတာနည်းနည်းဝေးလာတာချစ်ရမှာဘယ်တော့မှများတာတွေ့လူသာတောင်းတိုင်းနေရတာချစ်တော်မောင်ကြီးစိတ်ထဲမှာဆွဲစင်တရိယာလို့သာမောင်ကြီးကင်မတရားမိဘဘွန်တဲ့အေးရမှာချစ်ရပေါ်လွင်နေတာချစ်ချင်းမြတ်တာပူရှယ်ဝေသာစားရနော်အဲ့အားလေးပြန်နားထောင်နော်ပြန်နားထောင်မယ်အဲ့နားလေးကိုပြန်နားထောင်မယ်မျိုးလူသာပြောနေရှာဟိုးကျွန်တော်မှစိတ်ကူးရင်ထင်မြင်နေမိတာချစ်ရမှာအခရာလေးတူဟာရမလားမင်းဟိုချစ်ရမှာတယ်မလားအခရာလေးတူချစ်ဆိုရအခရာလေးတူပဲကွာတွေ့ကြတာနည်းနည်းဝေးလာတာတွေးလို့ရှိရင်တော့သိရမှာမင်းချစ်တစ်ခုမှသိမှာအခြေတစ်ခုမှမင်းကွာတေချာတွေးမှဆိုနည်းနည်းတွေးရမှာဟုတ်တယ်မလားမင်းကောင်မလေးကိုဘယ်လောက်ထိဖြည့်ဆည်းပေးနိုင်လဲသိရမလားယူပြီးရင်ဘယ်လိုတွေနေမလဲဘယ်လောက်ထိတာဝန်ယူပေးနိုင်မလဲဒါမျိုးပေါ့ကွာနော်ချစ်ရမှာဘယ်တော့မှများတာတွေ့လူသာတောင်းတိုင်းနေရတာကိုကြတဲ့ကောင်မလေးကိုမင်းချစ်ရမှာလားဘယ်တော့ခံမှာလားမသိရတယ်မတွေးနေကွာစောင့်နေရတာမင်းကောင်မလေးပြန်ရှင်းလာမယ်ဆိုရင်မင်းပြန်မရှင်းလာခင်ကကိုကတူတွေးထားနေပြီသိရမလားစောင့်ရအောင်ကောင်းချစ်တော်မောင်ကြီးစိတ်ထဲမှာဆွဲစင်တရိယာလို့သာစောင့်ရနေကောင်းနော်တရိယာဖြီလာမရတရိယာရလိမ့်မောင်ကြီးကင်မတရားမိဘဘွန်တဲ့အေးရမှာချစ်ရပေါ်လွင်နေတာချစ်ချင်းမြတ်တာပူရှယ်ဝေသာကဲနောက်ကစားရရနော်ဒါပဲမလို့မင်းချင်းလေးနားထောင်လို့ဆောင်းရမ်းကောင်းတယ်ကွာနော်မင်းချင်းလေးမတန်စင်းလေးကညင်နေရမယ်နော်ဒီချင်းလေးဆိုးလင်လေးရဲ့ချစ်ရခရဆိုပြီးတော့ YouTube မှာရိုက်ပြီးတော့ရှာကြည့်လို့ရပါတယ်ခင်ဗျာရှာပြီးနားထောင်လို့ရပါတယ်နော်ဆောင်းရမ်းကောင်းလို့ recommend ပေးပါတယ်ခင်ဗျာနော်နားထောင်ကြည့်ပါ